လက်ရှိအနေထားကတော့ဒါကတော့ခေါင်းငင်ပိုက်ထောင်နည်းလေးပါဒါမှာအပေါ်ကျိုးအောက်ကျိုးခါကျိုးကျုံးသုံးမြင်တန်းပြီးတဲ့အခါကျရင်လက်ရှိအနေထားနဲ့ပိုက်ကလေးကိုဒီဘက်တစ်ဖက်မှာလာစုနေတာပေါ့နော်ပိုက်ကစုနေတာပေါ့စုနေတဲ့ဟာကိုဆွဲပြီးဖွင့်သွားမှာပေါ့နော်ဒီလိုဖွင့်တဲ့အခါမှာကျွန်တော်ဒီလိုကျိုးအသေးလေးနဲ့ဒီပိုက်ရဲ့အပေါ်အစမှာပိုက်ကွင်းလေးမှာရှည်ထားတယ်ပေါ့နော်ပိုက်အဖွင့်ပိတ်လုပ်တဲ့ခါကျရင်ဒါလေးကိုဆွဲပြီးတော့ဖွင့်လို့ရပိတ်လို့ရပေါ့နော်ဒီကျွန်တော်ပိုက်ဖွင့်ပြီပေါ့နော်ပိုက်ဖွင့်တဲ့အခါမှာအပေါ်နှခမ်းရဲ့အောက်နှခမ်းကိုကိုင်းပြီးတော့ဆွဲပြီးတော့ဖွင့်သွားတယ်အဲ့ကပြောင်းနေပြီပေါ့နော်ပိုက်ထောင်တဲ့ခါကျရင်ဒီပိုက်သားကကျိုးပေါ့နော်ကျိုးရဲ့အောက်မှာဒီပိုက်သားဒီလိုဣကြနေလို့ပဲပေါ့နော်ဒါလက်နဲ့ဆွဲမှဣတာမဟုတ်ဘဲနဲ့အိတ်ထွက်နေရမယ်အနေထားမျိုးလေးရှိရပါမယ်အဲ့မှာငှက်ကဖမ်းမှာပေါ့နော်ညနေပိုင်းပိုက်တိန်းတဲ့ခါကျရင်ဟိုဘက်အစကနေစဖွင့်လိုက်တာနေဒီဘက်တောင်ကိုလာပြီးကတ်ထားလိုက်ရင်ဒါညဘက်လင်းတို့လင်းဆွဲမိတဲ့အန်ဒီကနေပြီးတော့ကင်ဝေးမှာပေါ့နော်